လောကလူသားတွေကဓနငွေကြေးမပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးကိုဆင်းရဲသူလို့သတ်မှတ်တယ်ပညာရှိသူတော်ကောင်းတွေကတတ္တသီလစတဲ့သူတော်ကောင်းဥစ္စာတွေမရှိတဲ့ပုဂ္ဂိုလ်ကိုမှအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုမှဆင်းရဲသူလို့သတ်မှတ်တယ်ဆိုအဲ့ဒီနှစ်ခုကဘယ်သူကအရေးပါလောကလူသားတွေသတ်မှတ်တာကအရေးကြီးသလားပညာရှိသူတော်ကောင်းတွေရဲ့သတ်မှတ်ချက်ကအရေးကြီးသလားဆိုရင်ပညာရှိသူတော်ကောင်းတွေရဲ့သတ်မှတ်ချက်ကသာအရေးပါတာဖြစ်တယ်ဒါကြောင့်မို့ဆင်းရဲသူနဲ့ချမ်းသာသူဆိုတဲ့ဗမာစကားဩဟာရအရာတို့တွေဟာဓနငွေချေးမပြည့်စုံလို့ဆင်းရဲသူလို့အခေါ်ခံရပေမဲ့လို့သူတော်ကောင်းဥစ္စာတွေနဲ့ပြည့်စုံနေလို့ရှိရင်တို့တွေဟာချမ်းသာသူပဲဖြစ်တယ်လို့ဒီလိုဆိုရမှာဖြစ်တယ်ဓနငွေချေးပြည့်စုံလို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကလည်းပဲတို့တွေဟာဥစ္စာဒနာကြွယ်ဝချမ်းသာလို့ချမ်းသာသူလို့ဆိုတော်လည်းပဲတို့မှာတတ္တသီလစတဲ့သူတော်ကောင်းဥစ္စာတွေရှားပါနေရင်တို့ဟာဆင်းရဲသူပဲဖြစ်မှာပဲအဲ့ဒါလို့အမြင်မှန်တစ်ခုရရှိလာမယ်ဘဝဆိုတာမှန်ကန်တဲ့အမြင်ပေါ်မှာအခြေခံမှုလိုအပ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာကိုလျှောက်လန်းတဲ့လမ်းကြောင်းဟာအရေးကြီးဆုံးကတော့တမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုဟာအမတန်မှအရေးကြီးတယ်အဲ့ဒီလိုမြင်ခြင်းဟာအမှန်မြင်ခြင်းပဲဖြစ်တယ်အဲ့ဒီအမှန်မြင်ခြင်းကိုအခြေခံမှတကယ်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုရမှာတကယ်စစ်မှန်တဲ့ဆင်းရဲဒုက္ခကလွတ်မြောက်မှာဖြစ်တယ်